ပါဗျာ FA ပါဗျာစားခင်စားလေမရတွေတွေ့ရင်အားကြတယ်ချစ်ကငါနာဘတော်မှရောက်မလာပါလားငါကိုယ်တိုင်လိုက်ရှာတော့လဲချစ်ဆိုတဲ့ရပြောင်းရှာတာတအားဘွားကတီးကြံဆန်လုံးနဲ့တယောက်တည်းပဲကြောက်စရာပါလားအော်အဖေမခေါ်နဲ့ငါကတနေ့တော့ချစ်သူရအောင်ထားမယ်ကြံထားမဲကောင်းမလေးမချိုက်တဲ့ပုံစံတစ်ခုနဲ့ငါရဲ့ကန်တရားကိုကြည်ကြည်နဲ့ခံစားလို့တစ်ချိန်ကတန်ရဟောင်းမဲပြန်စွာညဘက်ဆိုစင်းနေခံနဲ့မှငါရဲ့အန်စာခလောက်တဲ့အတန်များငယ်ချင်းတွေမင်းတို့ချစ်သူကောင်းမလေးတွေနဲ့ရှောက်သွားတဲ့ချိန်ငါဆောင်စားခဲ့တဲ့တွေ့ဆောင်ဖို့ဟော်ဒီကောင်းကြီးကဘူးမှလည်းမသိပါဒီရင်မှာတူကြတဲ့အတီးပါဆိုတော့လွယ်ပဲယူသွားခဲ့မိမှာငါဘွားရဲ့ဖူးစားလည်းမရှိပါယူလူဆိုရင်လူလိုတွေ့ပြီးလူလိုပြောပါလားနော်ငါကိုမြတ်ဖြစ်မရှိကောင်းကြီးဆိုပြီးသူတို့ပြောလာကြတော့ရှင်ကလိုရော်ရွမ်းမဟုတ်ဘူးခုကိုချောလာတာနော်ချစ်သူမရှိတာတကူလေးပဲအဲ့လူလိုယောဂထားတော့ FA ကောင်းလို့နေကြတဲ့ငပိညာရာ FA ဆိုပြီးဒီကွန်ပို့ကိုထိန်းထားတာစောကြီးလွန်နဲ့ကိုကြိုက်တာရွှေ့နေတဲ့တွေ့ကြောင်းတွေ့လို့ရတဲ့တပတ်တရားတွေ့ပြလိုက်မယ်တရားဒီ FA ကောင်းလို့နေကြတဲ့ငပိညာရာ FA ဆိုပြီးဒီကွန်ပို့ကိုထိန်းထားတာစောကြီးလွန်နဲ့ကိုကြိုက်တာရွှေ့နေတဲ့တွေ့ကြောင်းတွေ့လို့ရတဲ့တပတ်တရားတွေ့ပြလိုက်မယ်တရားရုပ်ရှင်ယုံတွဲကုန်မှဘက်တော့မှမထိုင်ဘူးတဲ့ဘဝမပိုင်ဘူးခဲ့ပါချစ်ဆိုတဲ့နီးယာမနဲ့ငါမဆိုင်ဘူးခဲ့ပါငါကပဲမာနာလားမြာနဲ့မောင်မင်းပဲမာနာလား anniversary surprise တွေတိတ်မလုံးနဲ့ငါကိုအာနာပါညအခါဖုန်းပြောစရာဘယ်သူမှမရှိတော့အေးရေးဝတယ်ဘူးသူတရှာမိဖို့ငါမှအဲ့လိုချိန်လေးများတယ်လက်ထဲမှာပတ်စံပြေးဖုန်းမေးဆိုတာပေါ်ချင်းတော့ချင်းရံပြပြီးတော့နေမောင်းနေဖြစ်နေတဲ့အတွက်တွေကိုရှိချင်းခွီးချင်းရောက်တဲ့ပဲခီးတွေထွက်ပြီးထက်ပြီးခွင်တမ်းမယ်ငါရှိမှလမ်းတွေပေးရင်မျက်စိအမြင်ကတဲ့ရုံးပိတ်ရထွက်လာတယ်ပြီးရင်သူတို့လက်ပါတွဲအခုချိန်တော့ romantic ဆက်ချိန်တန်ရင်ပြတ်မှာပဲအခုလက်ရှိတွဲကိုစီးတစ်ပတ်တစ်ခါရန်ဖြစ်တိုင်းငင်းကိုတီမင်းတို့တွေပါတွဲတွေတပုံရိုက်ကောမလေးကကောင်းလေးကိုပုံကိုကျွဲလို့စီးပြီးဟာဘလို့လဲအဲ့လိုကြီးလူရှိဆိုနန်းနေပေးချက်ကိုမရှိမျက်လုံးနဲ့ flash ဆိုကြည့်နေတော့ငွေချင်းနေပြပြီးသားတွဲတွေတောင်ထပ်ငိုပြီးလေအောင် FA ကောင်းလို့နေကြတဲ့ငပိညာရာ FA ဆိုပြီးဒီကွန်ပို့ကိုထိန်းထားတာစောကြီးလွန်နဲ့ကိုကြိုက်တာရွှေ့နေတဲ့တွဲကြောင်းတွေ့လို့ရတဲ့တပတ်တရားတွေ့ပြလိုက်မယ်တရားဒီ FA ကောင်းလို့နေကြတဲ့ငပိညာရာ FA ဆိုပြီးဒီကွန်ပို့ကိုထိန်းထားတာစောကြီးလွန်နဲ့ကိုကြိုက်တာရွှေ့နေတဲ့တွဲကြောင်းတွေ့လို့ရတဲ့တပတ်တရားတွေ့ပြလိုက်မယ်တရား